လှဆုံးစနည်းတွေရှိတဲ့ဘောလုံးသမား9ယောက်ကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်1ကတော့အရန်ကိုလှပါတယ်နံပါတ်5ကတော့ဘရာဇီးတိုက်စစ်မှုနေမာဖြစ်ပြီးဘရာဇီးမော်ဒယ်နဲ့ influencer ဘရူနာဘီယန်ကာဒီနဲ့တွဲနေပါတယ်သူတို့ရဲ့ဆက်ဆံရေးဟာလမ်းခွဲမှုတွေနဲ့ပြန်လည်တည်မြဲမှုတွေအများကြီးရှိခဲ့ပါတယ်2023ခုနှစ်အောက်တိုဘာလမှာသူတို့ရဲ့ပထမဆုံးသမီးလေးမာဗီကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့2023ခုနှစ်နိုဝင်ဘာလမှာတော့ဘရူနာကလမ်းခွဲလိုက်ပြီလို့ကြေညာခဲ့ပါတယ်နံပါတ်4ကတော့ပေါ်တူဂီဘောလုံးကန်ဝင်ခရစ္စတီယာနိုရိုနယ်ဒိုဖြစ်ပြီးစပိန်မော်ဒယ်နဲ့ influencer ဂျော်ဂျီနာရိုဒရီဂက်စ်နဲ့တွဲနေပါတယ်2016ခုနှစ်ကတည်းကသူတို့ဟာဂလိတ်အတော်များများနဲ့မိသားစုတစ်ခုကိုတိစောက်ထားပြီးသူတို့ရဲ့နေ့စဉ်ဘဝကိုလူမှုကွန်ရက်မှာမျှဝေလေးရှိပါတယ်နံပါတ်3ကတော့ဆွစ်ဇာလန်ဘောလုံးကျဲကွင်းအလီရှာလီမန်က Aston Villa အသင်းရဲ့ဘရာဇီးကွင်းလေကစားသမား Douglas Luiz နဲ့တွဲနေပါတယ်နံပါတ်ကြီးစွန်တွေဟာသူတို့ရဲ့ဘဝရဲ့အခိုက်အတန့်တွေကိုလူမှုကွန်ရက်မှာမျှဝေလေးရှိပါတယ်နံပါတ်2ကတော့ Real Madrid အသင်းရဲ့ဘရာဇီးတိုက်စစ်မှု Rodrigo ဖြစ်ပြီးအသက်26နှစ်အရွယ် influencer Bruno Rota နဲ့တွဲနေပါတယ်သူတို့ရဲ့ဆက်ဆံရေးဟာ2023ခုနှစ်စက်တင်ဘာလမှာစတင်ခဲ့ပါတယ်2024ခုနှစ်ဖေဖော်ဝါရီလမှာတော့သူတို့နေရောက် Instagram မှာတယောက်ကိုတယောက် follow မလုပ်တော့ပြီးနောက်လမ်းခွဲတော့မယ်ဆိုတဲ့ collar hala တွေထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့ Bruno ကတော့သူတို့နှစ်ယောက်အတူတူရှိနေစေဖြစ်ကြောင်းအတည်ပြုခဲ့ပြီးသူတို့နှစ်ယောက်ရက်ကဓာတ်ပုံတစ်ပုံကိုတင်ပြီးအဲ့ဒီ collar hala တွေကိုညှင်းဆိုခဲ့ပြီးသူတို့နှစ်ယောက်အတူတူရှိနေစေဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်ဘယ်သူကနံပါတ်1လဲဆိုတာခံမှန်းနိုင်လား